မင်္ဂလာပါရှင်ချစ်မိတ်ဆွေ9ရက်သားသမီးရှင်နေဖွားများအားလုံးတို့နဲ့ဆင်မပွင့်နေခိုင်နိုင်ငံတကာမှာရှိသောချစ်တပည့်သားသမီးအပေါင်းမြန်မာနိုင်ငံတိုင်းနိုင်ငံဒေသအသီးသီးမှာရှိကြကုန်သောချစ်မိတ်ဆွေချစ်တပည့်သားသမီးအားလုံးတို့စိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနှစ်ပါးနဲ့ပြည့်စုံပါစေကံကောင်းလက်ပွင့်ပြီးတော့ငွေပိုက်ဆံတွေပေါ်ရှံပေါ်များပါစေလို့ဆင်မပွင့်နေခိုင်မှာချစ်ခင်မြန်တို့တန်ဖိုးထားပြီးတော့စုမုံကောင်တောင်းပါတယ်ရှင်ချစ်မိတ်ဆွေ9ရက်သားသမီးရှင်နေဖွားများအားလုံးတို့ရောချစ်တပည့်သားသမီးအားလုံးတို့ရောပေါ့နော်ငွေကြေးလက်လာဘနဲ့ပတ်သက်ပြီးတော့ငွေတွေများစွာဝင်ခြင်းနဲ့လက်လာဘပိတ်နေတယ်ကိုခါတိုင်းထပ်ပို့ပြီးတော့ပေါ့နော်ငွေကြေးလက်လာဘနဲ့ပတ်သက်ပြီးတော့ငွေအဝင်လေးတွေကနည်းနေတယ်ဆိုတော့9ရက်သားသမီးရှင်နေဖွားများအားလုံးတို့ဒီဗီဒီယိုလေးကိုမြင်နေရတယ်ဘယ်နေ့ဘယ်ရက်ဘယ်အချိန်ပဲဖြစ်ဖြစ်အမြန်ဆုံးပြုလုပ်လိုက်ပါဒါဆိုလို့ရှိရင်တော့24နာရီအတွင်း24ရက်အတွင်းမှာပေါ့နော်ကို့အတွက်ကြီးမားရီမှန်းချက်တွေအောင်မြင်ပြီးတော့ငွေကြေးလက်လာပါတွေပတ်သက်ပြီးတော့ကောင်းတဲ့ energy တွေများစွာကူးဆက်ပြီးတော့ပေါ့နော်ငွေပိုက်ဆံတွေများစွာရရှိမှာဖြစ်ပါတယ်ရှင်ဒီနေ့ကတော့2025 9လပိုင်း24ရက်ဖြစ်ပါတယ်ရှင်24ရက်နေ့ပါနှစ်ကနန်းဒီငွေပေါ့နော်ငွေတို့ကြောက်တို့ကားတို့ကိုစားပြုပါတယ်ဒါပေမဲ့ဆရာမကတော့ငွေနဲ့ပတ်သက်တဲ့အကြောင်းလေးကိုပဲပြောပြပေးမှာဖြစ်ပါတယ်ရှင်ဆရာမဒီနေ့မှာပေါ့နော်ငွေနဲ့ပတ်သက်ပြီးတော့မှဒီဝါတက်တိဂါရာတော်ကိုပေါ့နော်1080ရွတ်ဖတ်ပူဇော်ပြီးအောင်မြင်ခြင်းများစွာလဲရရှိခဲ့ပါတယ်အဲ့ဒီရဲ့အောင်တက်တွေကိုလည်းအောင်တက်ကူးပေးပါတယ်အဲ့အတွက်ကြောင့်မို့ဒီဗီဒီယိုလေးကိုများလေး share ပေးပါကံကောင်းပြီးချမ်းသာပြီးလို့ comment လေးရေးခဲ့ပါအများရန်ကံကောင်းနေစေဖို့အတွက် follow လေးမနှိပ်ရသေးဘူးဆိုရင် follow လေးနှိပ်ပါဒီဗီဒီယိုလေးကိုဘယ်ချိန်မှာပဲတွေ့ပြုလုပ်လို့ရပါတယ် energy ဓာတ်တွေကောင်းသောအောင်တိတ်အောင်နမိတ်တွေနဲ့အတူတူပေါ့နော်ပြေဝခြင်းတွေမှန်ကန်တဲ့သစ္စာဆိုခြင်းတွေကိုပြုလုပ်လှူဒန်းပြီးတော့မှဒီဗီဒီယိုလေးကိုမြတ်တာအစွမ်းထပ်ပေးတာဖြစ်ပါတယ်ရှင်အဲ့အတွက်ကြောင့်မို့ငွေဒီထက်ပိုပြီးဝင်ခြင်းတဲ့သူတွေငွေပိုက်ဆံများလိုချင်တဲ့သူတွေကနော်ဒီဝါဒပတိဂါရာတော်ကြီးကို45ခေါက်ရွတ်ပါ28ခေါက်ရွတ်ပါနော်မြတ်တာတုတ်ကိုညာဘိုင်းမှာ6ခေါက်ရွတ်ပေးရမှာဖြစ်ပါတယ်မြတ်တာတုတ်ကိုတကယ်လို့ညာဘိုင်းမှာ6ခေါက်မရွတ်နိုင်တဲ့သူတွေကမနက်ပိုင်းမှာ3ခေါက်ရွတ်ပါညာဘိုင်းမှာ5ခေါက်ရွတ်ပေးပါနော်ဒါကတော့မြတ်တာတုတ်လေးထည့်ယူပြီးတော့ရွတ်ပေးပါဒီဝါတက်တိဂါရာတော်ကို28ခေါက်2ကြိမ်ရွတ်လို့ရတယ်36ခေါက်2ကြိမ်ရွတ်လို့ရတယ်108ခေါက်မနက်တစ်ကြိမ်ညတစ်ကြိမ်ရွတ်လို့ရတယ်အကောင်းဆုံးကတော့108ခေါက်ပေါ့နော်ဒီဝါတက်တိဂါရာတော်ကြီးကိုမနက်တစ်ကြိမ်နေ့လယ်တစ်ကြိမ်ညတစ်ကြိမ်ရွတ်လိုက်မယ်ဆိုလို့ရှိရင်တော့24ရက်ပေါ့နော်အထိတ်ထန်ဝင်ရမှာဖြစ်ပါတယ်ဒီနေ့ကနေစပြီးတော့ဒီဗီဒီယိုကိုဝင်တဲ့သူတွေကတော့24နာရီကနေစပြီးတော့ငွေကြေးလက်လာပါတယ်အစုလိုက်အပုံလိုက်ထုတ်လိုက်ထည့်လိုက်ရရှိမှာဖြစ်ပါတယ်ဆရာမပွင့်နေခိုင်ပါ